ဒါကတော့ကျွန်တော်စိုက်ထားတဲ့ရွက်ချက်ဖြစ်ပါတယ်ဒါကိုက်တယ်မှာဒီမှာကစုံမှာဒီဒါကထိုင်ဝမ်မုံညင်းဒီဘက်ခင်ကအပွေမုံညင်းပါဗျာအောက်မှာရွှေဖျောင်းဒီမှာကပဲထောက်တစ်တန်းဒီမှာရွှေဖျောင်းတစ်ပင်ရှိပါတယ်ဒီမှာပြောင်းဘူးပါပြောင်းဘူးပဲနေပါပြောင်းဘူးအဖူးတော့စားထွက်နေပါပြီအပွေထွက်နေဖူးတော့မထွက်သေးဘူးနောက်ဟိုဘက်ချမ်းမှာလည်းကိုက်လန်နေအပွေမုံညင်းတွေအများကြီးရှိပါသေးတယ်ကစုံရွက်ဒီမှာဒီခင်းလဲကိုက်လဲဒါကအပွေမုံညင်းပြူတာတဲ့ဟာတွေနှုတ်ချေတယ်မာကာကစုံတော့မယ်ဒီကစုပူမြဲနေမပူတော့ဒါပွေမုံညင်းနေဒါကျွန်တော်ဖို့ထပ်ပြိုးလာတဲ့ကောင်ပါဒီဘက်ခင်လဲပွေမုံညင်းမှာပြမယ်နိကဒီမှာပါဟင်းရွက်ချက်စားဖို့စိုက်တယ်โอเค